မိတ်ဆွေများလုံးမင်္ဂလာပါရှင်အခုဆက်လက်ပြီးတော့ကျမမိတ်ဆွေများကိုကျမဥပဒေဘုသူတော်ဝမျှပေးသွားမယ်အကြောင်းအရာကတော့ဒီတမန်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရာပေါ့နော်ဒီဥပဒေနဲ့ပတ်သက်ပြီးတော့အမျိုးသားတွေသိထားဖို့အတွက်နော်ကျမကဥပဒေဘုသူတော်ဝမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့အိမ်အောင်ရှင်အမျိုးသားတွေနဲ့ဘာလို့သိထားရမလဲဆိုလို့ရှိရင်ကျမတို့ဒီတမန်စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေမှာဆိုလို့ရှိရင်ဒီပထမအိမ်အောင်နဲ့တည်မြဲနေစဉ်ကာလမှာနောက်ထပ်ပြီးတော့ဒုတိယအိမ်အောင်ထပ်ထူထောင်လို့ရှိရင်ဒါပထမအမျိုးသမီးကနော်ပထမအမျိုးသမီးကကိုတရားစွဲရင်လေကိုအတွက်ပြစ်မှုပြစ်ဒဏ်ကြီးတယ်နော်ဟုတ်လားဒုတိယအမျိုးသမီးကနေပြီးတော့